ဒီအမျိုးသမီးဟာအလောင်ငယ်ရွယ်တဲ့အသက်အရွယ်မှာတင်မိခင်တယောက်ဖြစ်လာခဲ့ပေမဲ့သူမကိုယ်တိုင်ကတော့အခုထိကလေးတယောက်လိုပဲပြုတ်မှုနေစေဖြစ်ပါတယ်။သူမဟာနေတိုင်းလိုအပြန်ထွက်စားတော့မူးချစ်ပျော်ပါပြီးအချင်းဖြိုးနေခဲ့တာပါ။သူမရဲ့လေးလာသားအရွယ်ကလေးငယ်လေးကိုတော့ပြုစုဆောင်ရှောက်ဖို့အတွက်ခင်မင်းဖြစ်သူစီပဲအမြဲတမ်းပုံချထားခဲ့ပါတယ်။ခင်မင်းဖြစ်သူဟာမိသားစုကိုထိန်းသိမ်းဖို့အတွက်နေတိုင်းမနာမနေပင်မအလုပ်လုပ်နေရရှာတာပါ။ဇနီးဖြစ်သူကတော့ KTV မှာတင်ကလကိုဒေါ်လာ800ခန့်အထိသုံးဖရုံနေခဲ့ပါတယ်။သူမဟာပတ်စံလဲရှာမပေးသလိုအင်ကဘာကိစ္စကိုလည်းဂရုမစိုက်ပါဘူး။ခင်မင်းဖြစ်သူစီကနေပတ်စံတွေပို့ပေးဖို့ပဲအမြဲတမ်းတောင်းဆိုနေခဲ့တာပါ။သူတို့နှစ်ဦးဟာအသက်10နှစ်ခန့်ကွာခြားကြပါတယ်။ဇနီးဖြစ်သူကသူမရဲ့လူငယ်ဘဝကိုပျော်ပါဖြတ်တန်းနေစေဖြစ်ပေမဲ့အသက်30နီးပါးရှိပြီဖြစ်တဲ့ခင်ပြင်းဖြစ်သူမှာတော့အချိန်ပြည့်ကလေးထိန်မှုထဲကိုရောက်ရှိနေတယ်လို့ခံစားနေရတာပါ။မနက်ခင်းတွေမှာသူနိုးလာတဲ့အခါပကန်းဆေးစိမ်မှာမဆေးအောက်တဲ့ပကန်းတွေပုံကွာနေတာနဲ့ရေချိုးကန်းရေနုမြောင်မှာစပိန်တွေပိတ်ဆိုးနေတာကိုပဲတွေ့ရတတ်ပါတယ်။သူဟာစကားတခုမှမပြောပါဘူး။တိတ်တဆိတ်ပဲအိမ်ကိုတန်ရှင်းရေးလုပ်ပေးရှာပါတယ်။အဲ့ဒီအချိန်ကြာမှပဲဇနီးဖြစ်သူကကလေးကိုချီပြီးအိယာကနေထလာတတ်ပါတယ်။လေးလာသားအရွယ်ကလေးငယ်ဟာအခုအချိန်မှာအလွန်ဂရုစိုက်ဖို့လိုအပ်နေတာဖြစ်ပေမဲ့ရက်ပေါင်းများစွာမဆေးရသေးတဲ့ကလေးနို့ဘူးတွေမှာတော့ဘက်တီးရီးယားတွေတောင်ပေါက်ဖွားနေပါပြီ။ခင်ပြင်းဖြစ်သူကသူမကိုညင်သားစွာသတိပေးလိုက်တဲ့အခါမှာတော့သူမကပြန်ပြီးအော်ဟစ်ငေါငေါလုပ်သွားပါတော့တယ်။ဒီအိမ်ကငါတယောက်တည်းအိမ်မို့လို့လား။ဘာလို့ငါကပဲအရာရာကိုလုပ်နေရမှာလဲတဲ့။ခင်ပြင်းဖြစ်သူခင်ဗျာဘာမှမတတ်နိုင်ပဲအားကိုးရမယ်ဖြစ်ပြီးလွှဲထွက်သွားတဲ့အခါသူမကရေမောပြီးကလေးကိုကြည့်ကတနည်းအဖေကအသက်ကြီးပိုင်းအကျက်အတန်းတွေဖြစ်နေရလားမသိဘူးဆိုပြီးတော့စာနောက်ခဲ့ပါသေးတယ်။အဲ့ဒီနောက်တိတ်မကြခင်မှာပဲသူမဟာတကိုယ်လုံးအလှပြင်ဆင်ပြီးတငယ်ချင်းတွေနဲ့အတူပါတီဆင်နွှဲဖို့အပြင်ကိုထွက်သွားပါတော့တယ်။ခင်ပြင်းဖြစ်သူကတော့ကလေးကိုစောင့်ရှောက်ရင်းသူမရဲ့ဘေးကင်းလုံခြုံရေးအတွက်စိုးရိမ်ပူပန်မှုတွေနဲ့အတူအိမ်မှာတယောက်တည်းခြံရရခဲ့တာပါ။ဒါပေမဲ့သူမကတော့အပြင်မှာဓာတ်ပုံတွေရိုက်ပြီးတချင်းတွေဆိုပြီးတညလုံးပါတီပွဲတွေနဲ့ပျော်ပါခဲ့ကမနက်အစောကြီး3နာရီကြာမှပဲတငယ်ချင်းတွေနဲ့အတူအိမ်ပြန်လာခဲ့ပါတယ်။ခင်ပြင်းဖြစ်သူဟာစိတ်မဆိုးပါဘူး။သူကတော့သူမကိုတိုးတိုးလေးပဲပြောရှာပါတယ်။ငါတကယ်ပဲဒါတွေကိုတယောက်တည်းရှေ့ဆက်မလုပ်နိုင်တော့ဘူးတဲ့။သူဟာပါဆယ်ပို့လိုက်တဲ့ delivery သမားတယောက်ဖြစ်ပြီးနေ့တိုင်းအချိန်အကြာကြီးအလုပ်လုပ်ရရှာပါတယ်။ဒါပေမဲ့သူအလုပ်လုပ်နေတဲ့အချိန်မှာတောင်ဇနီးဖြစ်သူကမှန်ဝိုက်ခဲ့ဖို့ဖုံးဆက်တောင်းဆိုရင်သူကအမြဲတမ်းဟုတ်ကဲ့လို့ပဲဖြေခဲ့ပါတယ်။ပြီးတော့သူမရဲ့ကြီးတက်တဲ့တပတ်ကို2ကြိမ်အဲ့ဒါရှိနေရအောင်တေချာလုပ်ပါဆိုတဲ့တောင်းဆိုမှုတွေကိုလည်းအမြဲတမ်းတီးခံခဲ့ရတာပါ။သူအလုပ်ကနေအိမ်ပြန်ရောက်တဲ့အခါမှာတော့နွမ်းထွေးတဲ့ထမင်းတနက်ကစောင့်ကြိုမနေပါဘူး။အဲ့ဒီအစားရှုပ်ပွားနေတဲ့အိမ်စားကျွင်စားထဲပါဆယ်ဘူးလေးနဲ့နေရအညံ့ပြန့်ကျဲနေတဲ့ခလီးတဲကန်တွေနန်စော်တဲ့အနက်အသက်တွေပဲတွေ့ရတာပါ။ထမင်းမောင်းအိုးတာလည်းဗလားချင်းနေတယ်လို့ရေခဲတိတ်တာထဲမှာလည်းပုတ်သွင်းနေတဲ့ဘူးတွေနဲ့အပြည့်ပါပဲ။သူဟာဒါအားလုံးကိုတိတ်တဆိတ်ပဲခရစ်မစ်တီးခံခဲ့ရှာပါတယ်။ဒါပေမဲ့ဇနီးဖြစ်သူမှတ်မိနေတာတခုတည်းကတော့မမင်္ဂလာမဆောင်ခင်မှာပေးခဲ့တဲ့ဂတိကဝတ်ဖြစ်တဲ့ငါတို့လက်ထပ်ပြီးတော့မင်းဘာမှမလုပ်เสียရမလို့ဘူးပျော်ပျော်ရွှင်ရွှင်ပဲနေပါဆိုတဲ့စကားပါပဲ။သူမဟာဥပဒေရလူတစ်ယောက်ဖြစ်နေပြီဖြစ်တယ်မဲ့ဇနီးမိခင်တစ်ယောက်ဖြစ်လာတာဟာငါငယ်ပါသေးတယ်လို့ပြောနေတော့ဇက်သက်မဟုတ်ပါဘူး။အိမ်တော်ဆိုတာကအလားကနေရင်အပြုစုခံဖို့လိုင်စင်ရလိုက်တာမဟုတ်တယ်လို့ကလေးတွေဆိုတာကလည်းမမိရဲ့တာဝန်ဝတ္တရားတွေကိုရှောင်လွှဲဖို့စင်ကြဲစလည်းမဟုတ်ပါဘူး။တယောက်ထဲကနေမိသားစုတစ်ခုလုံးရဲ့ဝန်တော့ဝန်ပိုးကိုတခြားတယောက်လူကြီးဖြစ်လာမယ့်အချိန်အထိတစ်သက်လုံးတိုင်ကန်ထမ်းပိုးထားလို့မရနိုင်ပါဘူး။ဒါဟာသူတို့ရဲ့ဆက်ဆံရေးတွေကတကယ်ရက်ဆက်လုံးနဲ့လက်တွေလပါပါပဲ။ပရိသတ်ကြီးကတော့ဒီဇနီးမောင်နှမရဲ့အိမ်တော်ရဲ့အပေါ်ဘယ်လိုထင်မြင်မိပါသလဲရှင်။